Hello guys. Hello. ဒီကတော့ကျွန်တော်ခီးသွားမှာဖြစ်ပါတယ်။နိုင်ငံခြားခီးတစ်ခုသွားဖို့ရှိပါတယ်။ Wow. ခီးကအမေရိကန်ဗနဲ့မှာသွားမှာ။ဒီနေ့တရက်ကြိုပြီးတော့ဒါရန်ကုန်တရက်ကြိုသွားမှာလုပ်စရာလေးရှိလို့။ကြောက်သွားလိုက်ပါဦးမယ်။ဆိုတော့4နာရီတိုးထားဖို့ပါပဲဒါပေမဲ့အခုကစင်ကာပူစံတော်ချင်းနဲ့လှုပ်တာဆိုတော့အခုက6နာရီတောင်ထိုးရတော့မယ်6နာရီထိုးရတဲ့အခုလည်းမြန်လန်းဖို့မရောက်သေးပါဘူး What? မြန်လန်းဖို့မရောက်သေးဘူးကဘိုက်စာလို့ဆိုပြီးတော့ရွှေပလင်မှာတစ်ခုခုဝင်စားလိုက်ပါဦးမယ်အခုကရွှေပလင်မှာစားလို့ပြီးတော့ပါပြီအခုကရွှေပလင်မှာစားပြီးတော့တိုးဂိတ်ကိုဖျက်ပြီးတော့မြန်လန်းဖို့ရောက်နေပါပြီအခုကတော့ကျွန်တော်တို့မောင်းလိုက်နဲ့109မိုင်ကိုရောက်ပါပြီကျွန်တော်ဆိုတော့နေပြီးတော့ထွက်ရှင်းမှာနေပြီးတော့နဲ့ဒီဖြူးမရောက်ခင်မှာလမ်းကတော်တော်လေးကိုစိုးတယ်တော်တော်လေးကိုစိုးလို့ကျွန်တော်ဘာမှမရိုက်နိုင်ဘူးအခုမှလမ်းနည်းနည်းကောင်းလို့ရိုက်တာဒါတော့မှတရားတက်တွေအစင်းတွေဆိုရင်လမ်းစိုးတော့မယ်ပြီးရာသီဥတုကဒီဘက်ရောက်တော့မိုးတွေရွာလာနေပြီးတော့ထွက်တော့မိုးကအုံမဲဟုတ်တယ်ရာသီဥတုကိုပြမယ် Weather is so fine man now မိုးကတော့တက်ကုန်ရွာတယ်အခုတစ်ခေါက်ခီးတော့တော့မှကိုကားမောင်းရမလို့တော့ကားမောင်းပေးတဲ့တယောက်ပါတယ်နော်သူနှုတ်ဆက်လိုက်ပါဦးကျွန်တော်အကိုရောက်ဖားပေါ့ဆက်သွားလိုက်ပါဦးဟိုက39မိုင်ကိုရောက်ပါပြီကျွန်တော်တို့ခဏဒီပေါက်တိုင်းလက်ခဏသွားလိုက်ပါဦးမေတို့တော့အရှင်နေပါပြီရန်ကုန်ရောက်ပါပြီရန်ကုန်0မိုင်တိုးဂိတ်ကိုရောက်ပါပြီညာဒီကဒီဘက်ရန်ကုန်ဘက်ကျတော့ကောင်းတယ်တော်သေးတယ်ဒီနေ့ဝယ်စရာရှိရတယ်ရန်ကုန်တော့ရောက်ပါပြီရန်ကုန်ဝင်ချင်းကော်ဖီတောက်ရှင်လို့ကော်ဖီဝင်တောက်လိုက်ပါဦးမယ်မိုးရေသားရွာနေပါလေအပြင်မှာဘိုလက်တီဟိုတယ်မရောက်သေးပါဘူးဒီဥလိုဆိုရင်တော့ဖြစ်ကူရန်ကုန်မြို့ကမိုးနဲ့ကြိုးဆိုနေပါလေရန်ကုန်ရောက်တာတော့နေ့လည်ရောက်တာပါနေ့လည်သာစားပြီးတဲ့ကအခုတည်းဈေးပတ်ဝယ်နေရအခုလည်းမနာသေးပါဘူးခဏအခုတခါတည်းညသာဝင်စားမှာပါဝင်စားပြီးတော့မှဟိုတယ်မှာသွားနာပြီးဒီနေ့ဟိုတယ်မှာအဲ့ဒီနေ့ခါညမှာလေးစိတ်သွားပြီးတော့ခီးစင်စားမှာပါကဲသွားလိုက်ပါဦးမယ် A few moments laterဘုရားညသာစားဖို့အတွက် KKS barbecue လာပါလားမသိဘူးရန်ကုန်ကလူတွေခေါ်လာတဲ့ဆိုင်ကိုရောက်ပါပြီသွားစားလိုက်ပါဦးမယ်ဟိုတယ်ကိုရောက်ပါပြီတဲ့ဟိုတယ်အကြောင်းကတော့လူတိုင်းတည်ပြီးသားဆိုတော့ဟိုတယ်အကြောင်းကတော့မပြောတော့ပါဘူးအခုတဲ့အခန်းလေးကိုတော့ပြီးရင်နည်းနည်းရိုက်ပြပါမယ်ဟိုတယ်မှာတညတဲပါမယ်ပြီးရင်မနေ့ပြန်လေးစိတ်ဆင်းပါမယ်ည9နာရီလေရင်နဲ့ထိုင်းကို transit စီးပါမယ်ထိုင်းကို transit စီးပြီးတော့မှသွားမယ့်နိုင်ငံကိုသွားပါမယ်ကျွန်တော်သွားမယ့်နိုင်ငံဘယ်နိုင်ငံလဲဆိုတော့ကျွန်တော်ဒီနိုင်ငံကိုသွားမှာပါ오빤 강남스타일 강남스타일 모르겠다 I love you and I 모르겠다 I love you and I 모르겠다 불타오르네ဟုတ်ပါတယ်ကျွန်တော်တောင်ကိုရီးယားနိုင်ငံကိုသွားမှာပါဥပါရိုမြေကင်ရှီမြေကိုသွားမှာပါတောင်ကိုရီးယားကို73ရက်နေ့မနေ့ခင်းလောက်ကြာရောက်ပါမယ်အဲဒီမှာရောက်ရှင်မင်းတန်းလဲပါမယ်အဲကြရင်ရိုက်ပြမယ်အခုတော့ဒီနေ့ညတော့ရှိုးပြီးတော့နားပါတော့မယ်ဒီနေ့ရောတက်တာပါနောက်နေ့မှပြန်တွေ့ရမယ်